သူကအဆောင်ကြိုက်ထားတဲ့တော့ကိုတစ်ချက်ကြည့်လိုက်တာနဲ့တော့ပုံစံကိုတန်းပြီးအလွတ်မှတ်မိသွားရောပြီးရင်တော့တန်တိုတန်စားတစ်ခုကိုယူခုနကတော့ပုံစံအတိုင်းမြရအောင်တိုက်စားပြီးပုံဖော်လိုက်တယ်ပြီးတာနဲ့ကိုဘာသာတကားဖွင့်ပြီးထောင်ထဲကနေထွက်ပြေတော့တာပဲဒီလိုဗျာသူကငငယ်ကလေးက audition ထင်နေပြီမယ်စက်မှုပိုင်းဆိုင်ရာမှာတော့ပါရမီရှင်တယောက်ပါသူ့အဖေဆုံးမသွားတဲ့အခါသူ့အဖေရဲ့လက်နက်ကရိယာတွေကိုသူ့ကိုအမွေပေးခဲ့တယ်ဒါပေမဲ့သူ့မိထွေးထစ်သူကတေးတန်းစာဖတ်မပြသေးဘူးဆိုပြီးရဲခေါ်ဖမ်းခိုင်းလိုက်ရောဒါနဲ့ပဲသူထောင်တန်း၄နှစ်ကြာသွားတယ်ဒါပေမဲ့တလပဲကြာတယ်တင်တုံးသားသွားတယ်တတ်ထားတယ်ချန်စီယိုကိုကြော်ပြီးထွက်ပြေးခဲ့တယ်ဒီလိုထွက်ပြေးတော့သူ့ပစ်တန်ကပူတိုးသွားတာပေါ့ဗျာတိုက်ပိတ်ပစ်တန်တယောက်တည်းတီးတန်ထားရတာပါခံလိုက်ရတယ်ဒါပေမဲ့အခန်းထဲပြန်ရောက်တာနဲ့လွာစပရိတ်ဓာကိုကိုယ်တိုင်လှုပ်ပြီးတန်တိုင်တွေကိုဖြစ်ပြန်ရောနောက်တစ်ခါကျတော့လဲသွားတိုက်စီပူးဖွန်ကိုတနတ်လို့ထောင်အဆောင်တွေကိုချိန်ပြီးထပ်ပြေးပြန်တယ်စုစုပေါင်း73ချိန်တောင်ထွက်ပြေးဖို့ကြိုးစားခဲ့တာကြောင့်သူ့ရဲ့ထောင်တန်းက34နှစ်အထိတိုးသွားခဲ့ပါတယ်အဲ့ဒီအထက်က28လုံးလုံးကတိုက်ပိတ်ခံထားရတာပါလူတွေကသူ့အတွက်စန္ဒပြတောင်းဆိုပေးကြပေမဲ့ဒီနေ့အထိတော့သူထောင်ထဲမှာရှိနေတော့မှာပဲ